皆さんこんにちはဒီနေ့မှာတော့ဒီအတန်9မျိုးရဲ့နောက်ဆုံးအတန်9မျိုး9ခုမြောက်အတန်ရောက်နေပြီပေါ့နော်သူကတော့အသက်တန်လို့ခေါ်တယ် has on လို့ခေါ်တယ်ပေါ့နော်အသက်တန်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီသင်ခန်းစာလေးပြည့်တယ်ဆိုရင်တော့ဒါအတန်ပိုင်းပြီးသွားပြီပေါ့နော်ဒီကအတန်9မျိုးကိုလည်းဒါလေ့လာပြီးသွားပြီဆိုရင်တော့ဒါအတန်ထပ်တက်ပြီပေါ့နော်အဲ့တော့ဒီဟာလေးကတော့နည်းနည်းလေးတော့အရေးကြီးတယ်ပေါ့နော် has on ကြတော့တချို့ကြတော့နည်းနည်းလေးအတန်လေးတွေပေါ့နော်တော်တော်များများဒါဒီ native speaker ပေါ့နော်ဒီဂျပန်လူမျိုးတွေနီးပါးတူဖို့အတွက်ကတိတ်ကိုမလွယ်ဘူးပေါ့နော်ဒါပေမဲ့အနီးကပ်ဆုံးလေးဖြစ်အောင်ကျွန်တော်တို့ဒီနေရာလေးတွေမှာဒီ has on ကနည်းနည်းလေးဒါတော်တော်များများကျွန်တော်တို့လေ့လာတဲ့သူတွေကတော်တော်များများဒါမျက်စိလဲကြတယ်ပေါ့နော်အဲ့တော့ဒီဟာလေးမှာဆိုရင်ကျွန်တော်တို့ဒီကပတ်ကတ်တယ်ပေါ့ဗျာကျွန်တော်တို့ကတ်တယ်ပေါ့အဲ့တော့ဒီ REUAO total 46လုံးမှာတစ်လုံးပါတယ်အဲ့တော့ကျန်တဲ့နှုတ်လို့ကျွန်တော်45လုံးမှာကျွန်တော်တို့ကတ်တယ်ပေါ့နော်အဲ့တော့ကတ်လို့ရှိရင်ကျွန်တော်တို့ဘယ်လိုလေးကတ်လို့ရလဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ရေးပေးထားတယ်ဒီပေါ်ဒီမြန်မာအတန်ထွက်နဲ့ရေးပေးထားတယ်အန်အင်းအွန်အန်အွန်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်စဉ်းစားစရာတွေပါလာပြီဒီအန်နဲ့ဒီအန်နဲ့ဒီအွန်နဲ့ဒီအွန်နဲ့ဘယ်လိုတွေကွာလဲပေါ့နော်အဲ့တော့ဘယ်လိုတွေကွာလဲဒါပေမဲ့ကျွန်တော်တို့ကမြန်မာအတန်ထွက်နဲ့ရေးထားတာကျွန်တော်အနီးကပ်ဆုံးရေးပေးထားတာပေါ့နော်ပါဇက်အနေထားလေးပေါ့ဒီနှကန်းရဲ့အနေအထားလေးပေါ်ကြည့်ပြီးကျွန်တော်တို့ကအတန်ထွက်လေးတွေကွဲသွားမှာဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်ဆိုအာအီဥအေအိုပေါ့နော်အတန်ကိုဒီ REU ကိုငါးလုံးထွက်တယ်ဆိုရင်ဒီပါဇက်နှကန်းအနေထားပုံစံအတိုင်းကျွန်တော်တို့ထွက်မှာပဲကျွန်တော်အမှန်တိုင်းလို့ပြောလို့ရမယ်ပေါ့နော်အဲ့တော့အဆိုရင်ကျွန်တော်ပါဇက်ဟာမယ်အာအီဆိုရင်သွားဖြစ်ရသွားပါဇက်ဖြစ်ရအီနော်ဥအတန်လေးပေါက်နည်းနည်းထွက်မယ်အဲဆိုရင်ပါဇက်ကိုဆိုပြီးပါဇက်ဟာရုံနဲ့မရအောင်ဖြစ်ရအိုဆိုရင်လည်းပဲအပေါက်ကဒီဥထဲနည်းနည်းလေးပို့ရဒီ REU ကိုငါးလုံးထွက်တက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီ has on လေးကလွယ်သွားပြီအဲ့တော့ဒီမှာကျွန်တော် format လေးရှာပေးထားအဲ့တော့ an ဆိုလို့ရှိရင်ပါဇက်ကိုဟာလိုက်အာနဲ့နဲ့ပေါင်းရင်နော် e နဲ့နော်ငါးတက်နဲ့ပေါင်းအင်းနော်ဒီဥနဲ့နဲ့ပေါင်းနော်ဒီမှာလာပြီဒီမှာဘာကွာလဲပါဇက်အနေထားလေးကြည့်ပြီးကွာဒီကောင်ထွက်မယ်ဒီကောင်ထွက်မယ်နော်ဒီမှာဆိုရင်လည်းပဲနော်ဒီ နဲ့ဒီ နဲ့မှာဒီ ကကျွန်တော်တို့အသုံးများတယ်ပေါ့နော်အဲ့တော့ဒါလောက်ဆိုရင်တော့ဒီနှစ်ခုပဲကျွန်တော်တို့အသုံးဒီပေါ့အမှားတက်တယ်ပေါ့နော်နဲ့နဲ့ပေါ့နော်ဒီဟာလေးကကျွန်တော်တို့တခြားလေးထွက်တချို့ကြတော့လေဒီနဲ့ဒီနဲ့ကိုမှားတက်တယ်အဲ့တော့တချို့ကြတော့လေဒီကိုထွက်လို့ရှိရင်ကျွန်တော်တို့ဒီလို့ထင်ကြတယ်အဲ့တော့ဒီနှကန်းအနေထားလေးပုံမှာကြည့်ပြီးတော့ထွက်ပါဆိုရင်ဆိုပြီးတော့ကျွန်တော်တို့ကရေးထွက်ပါဒီကောင်ကြရင်ကျွန်တော်တို့ဆိုပြီးထွက်ပါပါဇက်ကိုဖြဲပြီးထွက်ပါဒီကောင်ဆိုရင်ကျွန်တော်တို့ထွက်ပါပါဇက်ကိုဟာပြီးထွက်ပါပေါ့နော်ဒီကောင်ကြတော့ပေါ့နော်ပေါ့နော်ပေါ့နော်အဲ့လိုမျိုးလေးထွက်တယ်အဲ့တော့ဒီဘက်မှာကျွန်တော်ရေးပေးထားတယ်ပေါ့နော်ဒါတော့ဟီတာကာနာနဲ့ဒီဘက်မှာရေးပေးထားတယ်ဒီဘက်ကခတာခန္ဓာရိုမာကြီးနဲ့ရေးပေးထားတယ်ပေါ့နော်အဲ့တော့ထွက်ကြည့်အောင်ခေါခင်ခွန်းခန်းခွန်းစန်းရှင်းစွန်းစန်းစွန်းတောင်းချင်းစွန်းတန်တွန်းနန်းနီနူနဲနုဟန်ဟင်းဖုန်းဟန်ဟုံးမောင်မင်းမူမဲမူရန်ညွန်းရုံးလန်းနီနုနဲနုဆိုပြီးတော့ရှိရပေါ့နော်ဒါကတော့ has on အသက်တန်လေးဖြစ်တဲ့ကျွန်တော် has on ပါတဲ့ဒီကိုတိုဘာလေးလည်းတစ်ချက်ကျွန်တော်ဖတ်ကြအောင်ပေါ့နော်စလိုက်အောင်အဲ့တော့ဟီရာကနာရှိမယ်ခတာခန္ဓာလည်းရှိမယ်ပေါ့နော်အဲ့တော့ဟီရာကနာဆိုရင်ကျွန်တော်တို့က only ပတ်တယ်ပေါ့နော် has on ကျွန်တော်တို့ only ကတ်တယ်ပေါ့နော် only ကတ်တာဖြစ်ပါတယ်အဲ့တော့ only ကိုကျွန်တော်တို့ကဘယ်လိုလေးကတ်ကြမလဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့က ni ရှိမယ် ho ရှိမယ်ရှိမယ်ပေါ့နော်အဲ့တော့ဟိုကတ်ထားတော့ဆိုပြီးဖြစ်မှာပေါ့နော်ဆိုပြီးဖြစ်မယ်အဲ့တော့ ni နော်ရှေ့က ni hon ဆိုရင်ကျွန်တော်ဂျပန်နော်နီဟွန်းဆိုရင်ဂျပန်အဲ့မှာကျွန်တော်တို့ကနီကိုမှကျွန်တော်နီလို့မဖတ်ဘူးနဲ့နီဟွန်းလို့ဖတ်ပါနော်နီဟွန်းလို့ဖတ်ကြည့်ပေါ့နော်နီဟွန်းဆိုရင်ဂျပန်ပေါ့နော်နီဟွန်းဂျပန်နော်ရှီတန်လေးနဲ့ဖတ်အဲ့တော့ကရှီရဲ့ရဲ့ပေါ့တော့ရှင်းဖူကိုတတန်ရင်တော့ဘွန်ဖူကိုတတန်ရင်တော့ဘူးပေါ့နော်ဘူးကိုမှပေါ့တော့ဘွန်ရှင်းဘွန်သတင်းစာနော်ရှင်းဘွန်သတင်းစာနောက်တစ်ခု
တဲကိုတက်တန်လေးတင်ထားတော့ဒဲကိုပေါက်တော့ဒန်နော်ဒန်ဝဆိုရင်တယ်လီဖုန်းနော်ဒန်ဝတယ်လီဖုန်းမိကိုပေါက်တော့မင်းနော်နာနဲ့ပေါက်တော့မင်းနာလူတိုင်းနော်လူတိုင်းမင်းနာလူတိုင်းခါကိုပေါက်တော့ခန်းချီကိုတက်တန်နေတော့ဂျီခန်းကြီးနော်ခန်းကြီးဆိုတာကြောင့်ခန်းကြီးတရုတ်စာလုံးတွေပြောတာနော်ခန်းကြီးပေါ့နော်ခန်းကြီးဒီမှာခဏမှာလည်းကျွန်တော်ကြည့်အောင်ဟာကိုကျွန်တော်ပထမသင်ခန်းစာမှာပန်လေးကိုခဏလောက်မှတ်ထားအောင်လို့ပြောတာလေအဲဒီမှာဟာကိုကတော့ဘာလို့ဟာကိုဘာလို့တင်တော့ပေါက်ကတော့ပန်ပေါမဟုတ်ပေါ့နော်နောက်တစ်ခုကိုနဲ့ပေါက်တော့တိုတနန်တင်တော့ဒိုအင်ဒိုဆိုတာအိန္ဒိယနိုင်ငံနော်အိန္ဒိယနိုင်ငံနောက်တစ်ခုကိုပေါက်တော့ချီကိုတနန်တင်တော့ဂျီနဲ့ပေါက်တော့ဂျင်engine ဆိုရင်ကျွန်တော်က engine ပေါ့နော် engine နော်ကား engine ဆက် engine ပြောတာနော် engine နော်နောက်တစ်ခုကနေကျွန်တော်ဖူကိုမာရုလေးတင်တော့ပူရဲဆဲကိုတနန်တင်တော့ဇကိုနဲ့ပေါက်တော့ဇန်ပူရဲဇန်တိုနော်ပူရဲဇန်တိုpresent တိုဆိုတာ present ပေါ့နော်လက်ဆောင်ပူရဲဇန်တိုနော်နောက်တစ်ခုကျွန်တော်တို့ကဆဲနော်ဖူတနန်နေတော့ဘူးနဲ့ပေါက်တော့ဘုံဆဲဘုံဆိုရင်ခုနှစ်ပေါ့နော်ခုနှစ်ဆဲဘုံခုနှစ်ကိုပြောတာဖြစ်ပါတယ်အဲ့တော့အဆူအတန်ခုမြောက်เนาะအတန်9တန်ပဲရှိတယ်အဲ့ဒီအတန်9တန်ကိုဖတ်တတ်ပြီဆိုရင်ကျွန်တော်ဟီတာကနာနဲ့ပဲရေးထားရတာပဲဖြစ်ဖြစ်ခဏပဲရေးထားတာပဲဖြစ်ဖြစ်เนาะဒါဆိုရင်ကျွန်တော်တို့ကအတန်ထွက်တွေဖတ်တတ်ပြီဖြစ်ပါတယ်အဲ့တော့ဒီရေးတာဖတ်တာပေါ့เนาะဆိုတော့ပထမအပိုင်းတွေကကျွန်တော်ရေးတာလေးလာကြည့်ပြီးသွားပြီအခုကတော့ကျွန်တော်အတန်9မျိုးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီသင်ခန်းစာလေးကတော့ဒီလောက်ပဲဒီလောက်ဒီအရှိခံပေါ့เนาะ foundation သင်ခန်းစာကတော့ဒီလောက်မှာပဲပြီးသွားပြီပဲဖြစ်ပါတယ်ပေါ့เนาะ